တီပြီးသောမျိုးပြများအစင်လာကြီးမာခဲ့ကြရာရာဇဝင်ဟောင်းရဲ့အမတ်တရားဒီမြေဟာထုံးရဲ့မိမြေရင်ကျေးမှုရဲ့နှလုံးသားရှင်သန်စေသူတကောရှင်အခမ်းအနားဆုံးသောသက်ရှိကြပြရေရောက်ဒီရာဇဝင်များရဲ့တို့သမီးကတော့ရဲ့မိခင်ရေရောက်ဒီရာဇဝင်များရဲ့တို့သမီးကတော့ရဲ့ဝိညာဉ်ရေရောက်ဒီရာဇဝင်များရဲ့တို့သမီးရေရောက်ဒီမိုင်းဆိုင်မှုတွေစင်မဲ့များရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာမြောက်တဲ့အချင်းနဲ့ကာဝယ်သူ